ဒါကတော့တန်လင်းတရားပေါ့နော်ဒါကတန်လင်းမျိုးလေးရောက်ပြီးဒါကတော့အချောင်းကိုရောက်ပါပြီရှင်ဒီနေရာကတော့အုံးသီးတွေဝယ်တဲ့နေရာပေါ့နော်အမှားဝယ်ရပါတယ်ရှင်တပွဲကို6000ပဲပေးရပါတယ်ပြီးတော့အဲ့ဒါပြီးတော့အပွဲလေးကန်ပြီးတော့အုံးသီးတော့ခွဲအုံးသီးမခွဲသေးပဲနဲ့အရင်ဆုံးဟိုအနာမှာပေါ်ချဖြစ်ရတယ်ပေါ်ချဖြတ်ပြီးတော့အုံးသီးလေးခွဲပါတယ်အုံးသီးခွဲပြီးရတဲ့အမှားပွဲကိုဆူတောင်းဖို့တန်းစီပါတယ်တန်းစီပြီးတော့သူကဆူတောင်းပြီးရပြီးလို့ရှိရင်အမှားပွဲဆူတောင်းပြီးတော့ခေါင်းလောင်းလေးကြည့်ရပါတယ်ခေါင်းလောင်းလေးကြည့်ပြီးတော့အမှားဆူတောင်းရပါတယ်ရှင်ဆူတောင်းပြီးတော့အမှားကိုဆူတောင်းပြီးတဲ့ဟာလေးကိုစတိကပ်ပြီးပြန်ခဲ့လို့ရပါတယ်ဒါပါပဲရှင်